ဗီဒီယိုကိုအဆုံးထိကြည့်ခြင်းဖြင့်အားပေးလိုက်ကြရအောင်တကယ်လို့မနက်ပြန်မှာတတိယကမ္ဘာစစ်ကြီးကစတင်ခဲ့မယ်ဆိုရင်ဘယ်နိုင်ငံတွေကအနည်းရှိဆုံးနိုင်ငံဖြစ်လာနိုင်မလဲနံပါတ်5ကတော့ဂျပန်နိုင်ငံပါအမေရိကန်စစ်အခြေစိုက်စခန်းတွေရှိနေတာရဲ့တရုတ်နဲ့မြောက်ကိုရီးယားနိုင်ငံတွေနဲ့နီးကပ်နေတာရဲ့ကြောင့်ပစိဖိတ်စစ်ပွဲဖြစ်လာရင်ဂျပန်ဟာရှေ့တန်းကနေပြီးတော့ပါဝင်ရမှာပဲဖြစ်ပါတယ်နံပါတ်4ကတော့ဘော်တစ်နိုင်ငံတွေပဲဖြစ်ပါတယ်အက်တိုနီးယားလက်ဗီးယားနဲ့လီသူရီနီးယားနိုင်ငံတွေမှာရုရှားနဲ့ကလျက်ရှိနေပြီးနေတိုးအဖွဲ့ဝင်တွေဖြစ်တာကြောင့်ဒီနေရာမှာတစ်ချက်လေးမှားယွင်းသွားတာနဲ့တစ်ကမ္ဘာလုံးဆိုင်ရာစစ်ပွဲကြီးကဖြစ်သွားနိုင်ပါတယ်နံပါတ်3ကတော့ပါကစ္စတန်ပါနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားပြီးအိန္ဒိယနိုင်ငံနဲ့အမြဲတမ်းတင်းမာမှုတွေရှိနေတာကြောင့်အမှားယွင်းတစ်ခုကကြီးမားတဲ့ကပိတစ်ခုဖြစ်ပြောင်းလဲသွားနိုင်ပါတယ်နံပါတ်2ကတော့အီရန်နိုင်ငံပါအရှေ့အလယ်ပိုင်းဒေသမှာပေါက်ကွဲထွက်မဲ့စစ်မီးရဲ့ဗဟိုချက်မှာဖြစ်လာနိုင်ပါတယ်နောက်ဆုံးနံပါတ်1ကတော့ကမ္ဘာအစစ်အတွင်းမှာအားနည်းလို့မဟုတ်ပဲအဓိကပြစ်မဲ့ထားခြင်းခံရနိုင်တဲ့အမေရိကန်ပြည်ထောင်စုပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဒီထက်မကစိတ်ဝင်စားစရာဗီဒီယိုတွေကြည့်ဖို့အတွက်အပေါင်းလေးနေအသေးလေးပေးပြီးတော့ comment မှာကြာရ emoji လေးတွေနှောင်းပေးနိုင်ပါတယ်နောက်ထပ် view တွေကြည့်ဖို့အတွက် let's go